ညီတော်အာနန္ဒမထေရသူမြတ်ကဘုရားရှင်ကိုရောမြတ်ကိုလျှောက်ပါတယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတဲ့ရှင်မြတ်ချမ်းသာတော်မူခြင်းကျမ်းမာတော်မူခြင်းကိုယခုတပည့်တော်တွေ့မြင်ရပါပြီဘုရားရှင်ဘုရားလေမကြမ်းမမာဖြစ်နေတော့တပည့်တော်ရဲ့ခန္ဓာကိုယ်ဟာလည်းပဲတောက်တင်ပြီးတော့အရှိအနောက်တောင်မြောက်တွေလည်းမမှတ်မိတော့ဘူးဘုရားတတိပဒံတရားတွေလည်းတပည့်တော်အထုတ်လို့မရတော့ဘူးဖြစ်နေတယ်အရှင်ဘုရားယဟန်တန်ဃာတော်တွေကိုတခုခုမိန့်တော်မူပြီးမှပရိနိဗ္ဗာန်စံမှာပဲယခုဘာမှမမာသေးတဲ့အတွက်ကြောင့်မို့လို့ပရိနိဗ္ဗာန်စံမှာမဟုတ်သေးဘူးလို့တပည့်တော်ဒီလိုတွေးပြီးတော့ဖြေနေရပါတယ်မြတ်စွာဘုရားတဲ့အာနန္ဒာကရှောက်နေတာမြတ်စွာဘုရားယောဂဝေဒနာပြင်းပြင်းထန်ထန်ဖြစ်နေတဲ့အချိန်မှာညီတော်အာနန္ဒာကတကယ်တနာဖို့ကောင်းတယ်ယောဂဖြစ်နေတော့တပည့်တော်တရားလည်းမှတ်လို့မရဘူးတဲ့ရှင်ဘုရားကိုကြည့်ပြီးတော့ဘယ်ဟာရှေ့ဘယ်ဟာနောက်ဘယ်ဟာတောင်ဘယ်ဟာမြောက်ဆိုတာလည်းပဲတပည့်တော်မမှတ်မိတော့ဘူးဖြစ်နေပုံကနောက်ကိုယ့်အကူပြန်ဖြေတယ်တဲ့။အိုးဒီယောဂဝေဒနာနဲ့မြတ်စွာဘုရားပရိနိဗ္ဗာန်စံမှာမဟုတ်သေးပါဘူး။ပရိနိဗ္ဗာန်စံမယ်ဆိုရင်လည်းပဲသင်္ဃတော်တွေကိုတခုခုမှာကြပြီးမှပရိနိဗ္ဗာန်စံမှာပေါ့။ယခုမြတ်စွာဘုရားရှင်ကိုရောမြတ်သံဃာတွေကိုမမှာကြသေးဘူးဆိုရင်ပရိနိဗ္ဗာန်မစံသေးဘူးလို့တပည့်တော်အဲ့ဒီလိုပဲကိုဖြေနေပါတယ်မြတ်စွာဘုရားအဲ့ဒီလိုအာနန္ဒမထေရသူမြတ်ဘုရားရှင်ကိုရောမြတ်ကိုလျှောက်တော်မှာဘုရားရှင်ကိုရောမြတ်ကခြေသာအာနန္ဒယဟန်တန်ဃာတွေဟာငါဘုရားထံကဘာကိုမျှော်လင့်နေကြသလဲယဟန်တန်ဃာတွေဟာငါဘုရားထံကဘာတွေကိုမျှော်လင့်နေကြသလဲငါဘုရားဟာအတွင်းအပြင်ခြံမထားပဲနဲ့တရားအလုံးကိုဟောခဲ့ပြီးပြီဆရာသားခြံတယ်လို့ဆိုတာငါဘုရားမှမရှိဘူးပရိနိဗ္ဗာန်သံဃာနီးမှာမာတယ်ဆိုတာဒီသံဃာတွေကိုသိမ့်ပိုက်ထားလို့ငါကိုယ်သာအာကိုလို့နေကြပါလို့ဒီလိုပြောဆိုထားတာမျိုးဆိုရင်တော့ငါဘုရားမှားစရာတွေထားခဲ့မှာပေါ့ကွာဘုရားမိန့်တော်မူတဲ့စကားကိုဘုန်းကြီးတို့ပိဋကပြန်ပြီးတော့နားထောင်ပါစေတအာနန္ဒာငါဘုရားရှင်ကိုရောမြတ်ဟာတရားအလုံးကိုဆရာစားမချမ်းမဲနဲ့ဟောခဲ့ပြီးပြီတစ်ချက်ယဟန်တန်ဃာအလုံးကိုငါပိုင်နေငါတန်ဃာလို့အဲ့ဒီလိုသိမ့်ပိုက်ထားတာငါဘုရားထံမှာမရှိဘူးတဲ့ငါကိုအာကိုပြီးနေကြပါလို့အဲ့ဒီလိုလဲငါပြောဆိုထားတာမရှိဘူးတဲ့သုံးချက်ဘယ်နှချက်လဲဘုရားအေးအဲ့ဒီသုံးချက်